အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တန်တိုင်းရှစ် channel ပါကျွန်တော်လည်းဂျားမှာအပြောင်းအရွှေ့လေးရှိတော့မလို့ဗီဒီယိုလေးတင်ပြလိုက်ပါတော့ဆိုတော့ဒီနေ့မှာကျွန်တော်ပြောပြနေတဲ့အကြောင်းအရာဖြစ်နှစ်ခုရှိတယ်အဲ့ဒါပထမတစ်ခုကတော့ကျွန်တော် Telegram ကနေပြီးတော့ဒီအမကြောက်ပေးပို့ထားတဲ့အကြောင်းအရာပေါ့နော်အဲ့ဒီအကြောင်းအရာလေးကျွန်တော်အရင်ဆုံးပြောပြမယ်ကျွန်တော်ဒီနေ့ပြောပြမယ်ဖြစ်ရနှစ်ခုလုံးကဒီရှမ်းပြည်နယ်ဘက်မှာဖြစ်ခဲ့တဲ့ဒီ6လန့်ခံရတဲ့ထူးခြားတဲ့တဘာဝလောဒီပရလောကအကြောင်းပေါ့နော်ဆိုတော့ပထမဆုံးဖြစ်ကတော့ဒီဖြစ်ကသူ့ရဲ့ငယ်ပေါ်မှာဖြစ်ခဲ့တာလို့ပြောတယ်ဆိုတော့သူ့ရဲ့အသက်ဒီပြန်ပြ4နှစ်5နှစ်ပေါ့နော်အဲ့ဒီရွယ်ပတ်ချာလေလောက်မှာသူတို့ကဒီအဖေဖြစ်တဲ့သူကဒီတက်ရဲ့တာဝန်နေတဲ့သူတို့ကဒီရှမ်းပြည်နယ်အဲ့ Neslet တောင်နှစ်ခုရှိတယ်ပေါ့နော် Neslet တက်တီးရဲဆိုတဲ့နေရာကိုပြောင်းရွှေ့သွားတယ်အဲ့ဒီနေရာရဲ့တမိုင်းကြောင့်ဘယ်လိုလဲဆိုတော့အဲ့ဒီနေရာကအခုလိုမျိုးပြောင်းရွှေ့လာမဲ့သူတွေကိုထားမှဖြစ်တဲ့အတွက်စပြီးတော့တိဆောက်တဲ့အချိန်တုန်းကဆိုရင်ဒီအရင်ရှိခဲ့ပြီးသားဒီအဲ့ဒီဒေသခံလူမျိုးတွေသို့မဟုတ်တရုတ်လူမျိုးတွေရဲ့ဒီတင်းញိုင်ဟောင်းမြေပုံဟောင်းတွေအဲ့လိုမျိုးရှိတဲ့နေရာကြီးပေါ့နော်ဒီအဲ့လိုနဲ့သူတို့ပြောင်းရွှေ့သွားတဲ့တက်ကကြတော့သူ့ဖေတော်ဝင်နဲ့ပြောင်းရွှေ့သွားတဲ့နေရာကအဲ့ဒီခုနကပြောတဲ့ဒီတင်းញိုင်ဟောင်းအုပ်ကူဟောင်းတွေကိုဖျက်ပြီးတော့စောက်ထားတဲ့တောင်ရှိတဲ့ Neslet တက်ကိုပြောင်းသွားတာအဲ့ဒီနေရာကြီးကိုစောက်တော့ဆိုရင်ဒီဟိုအုပ်ကူတွေတချို့နေရာတွေဆိုရင်ပြင်ဒီအခေါင်းတွေကဖယ်လို့မရတူးလို့မရခက်ခဲခဲဖြစ်နေလို့ဖြစ်ပေါ့နော်အဲ့ဒီနေရာတွေကိုမြေတွေဖို့အဲ့ဒီပြင်တွေအလွယ်တကူမီးတွေရှို့ပြီးတော့အဲ့လိုမျိုးစောက်ပြီးတော့ဒီတက်သားတာမန်တက်သားဒီအိမ်တော်တဲ့တန်းလျှအဖြစ်လုပ်ပေးထားတဲ့နေရာတွေလည်းပါတယ်ပေါ့ဆိုတော့အဲ့လိုမျိုးမြေဖြစ်တဲ့အတွက်အဲ့ဒီနေရာကြီးမှာ6လန့်ခံရတာတွေဟိုတစားဒီတစားဒါမျိုးတွေကြားနေကြအဲ့လိုနဲ့သူတို့တွေအဲ့ဒီနေရာကြီးပြောင်းရွှေ့သွားရပြီးတော့မှဘာဆက်ဖြစ်လဲဆိုတော့အဲ့ဒီတက်မှာရှိတဲ့ဒီတော်တော်ထင်းရှားပေါ့နော်ထင်းရှား6လက်နဲ့ပုံစံမျိုးအစပြုတဲ့ဖြစ်ကဘယ်လိုလဲဆိုတော့မတုံးတော့တဲ့ကားဟောင်းရှိတယ်ဒေါ်လီကားဟောင်းအဲ့ဒီကားဟောင်းကြီးကဒီကားဟောင်းကြီးဆိုတော့ဟိုတာယာတွေပါဆိုလဲလေးတွေပါမရှိတော့ဘူးအင်ဂျင်တွေပါလည်းရှိတာမဟုတ်တဲ့အခွန်ကြီးစုပ်ကြီးရက်ထားပေါ့တာမန်အဖြစ်တော်တယ်လူ4-5ယောက်လောက်ဝိုင်းတော့ရင်တော့မရွေးတဲ့ကားကြီးပေါ့တညအဲကားကြီးကထူးဆန်းတော့မောင်းတဲ့သူလည်းမရှိဘူးတွန်းတဲ့သူလည်းမရှိဘူးအားလုံးကလည်းအိတ်နေတဲ့အချိန်မျိုးကြီးမှာအဲ့ကာကြီးကအဲ့ဒီထားရတဲ့နေရာကြီးကနေပြီးလိမ့်ပြီးတော့အဲ့လိုဝုန်းလိမ့်သွားပြီးတော့တော်တော်ဝေးကြီးကြီးအဲ့ဒီအိမ်တော်တဲ့တန်းလျားတွေပဲရှိတယ်ဝင်းကြီးတော့အဲ့ကာကြီးကဝင်သွားတာဆိုင်မြန်ဒုံးဆိုပြီးတော့မှအာအကုန်လုံးလည်းအတန်ကြီးကြားတော့လိုးတိုင်းကြီးတယ်ဟဲ့ကာကြီးကဘလို့ရောက်လာပါနဲ့ဖြစ်ကြအောင်အဲ့လိုမျိုးတွေစဖြစ်လာပြီးတော့သူ့ရဲ့အဖေဖြစ်တဲ့သူကိုဒီ Neslet တက်ကကြတော့သူတို့ကကြတော့နည်းနည်းအရာရှိပါတယ်ဆိုတော့ဒီအိမ်တော်တဲ့တန်းလျားတွေဘက်မှာမဟုတ်ပဲနဲ့တက်အရာရှိတွေထားတဲ့အိမ်နေပေါ့နော်အဲ့ဒီဘက်ကနေရဒါပေမဲ့အဲ့ဒီနေရာမှာဘာဖြစ်လဲဆိုတော့သူတို့နာမှာညောင်မင်းနှစ်ပင်ရှိတယ်ညောင်မင်းနှစ်ပင်မှာတပင်ကကြတော့ညောင်ကြီးဘူးလားအဲ့လိုမျိုးခေါ်တဲ့ညောင်မုတ်စိတ်အဲ့လိုခေါ်တဲ့အရာတွေရှိတဲ့ညောင်မင်းဆိုတော့အရန်ကြီးတဲ့အပင်ပေါ့နော်သူတို့အိမ်သားညောင်မင်းကတော့တာမန်ဒီရက်ွက်တဲတွေဘာတွေမှာတွေ့ရတဲ့စိုက်လောက်ပဲရှိတဲ့ညောင်မင်းပေါ့ဒါပေမဲ့အဲ့ဒီအရန်ကြီးတဲ့ညောင်မင်းရှိတဲ့အပင်ရဲ့ရာဇဝင်ရကြတော့အဲ့ဒီအပင်မှာဟိုးရင်တော့ဆိုရင်ပေါ့နော်တက်ဆတီကာစားတို့ဘုတ်တက်ဆမတီကာစားတွေဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒီဟိုးရင်တော့ဆိုရင်ဒေတာဖန်တွေအယူဆပဲလားဒါမှမဟုတ်တရုတ်အဲ့ဒီဘက်ချမ်းကရှိတဲ့တရုတ်လူမျိုးတွေအယူဆပဲလားတော့မသိဘူးပေါ့နော်ဒီအလောင်းကိုမြင်နှုတ်တဲ့လဆိုတာရှိတယ်အဲ့ဒီလမတိုင်ရင်ရက်ပိုင်းမှာလားအဲ့ဒီလမတိုင်ရင်မှာလားမသိအဲ့ဒီအလောင်းတွေကိုအဲ့ဒီညောင်ပင်မှာတွဲလောင်းကြီးချီပြီးချိတ်ထားကြပြီးတော့မှအဲ့ဒီຢာဒီအဲ့ဒီအချိန်ရောက်ပြီဆိုတော့အဲ့ဒါကြီးတွေကိုဖြုတ်ပြီးတော့မြေပြုတ်ကြတကြိုကြဆိုအဲ့လိုကြီးလုပ်တဲ့အပင်ရှိတဲ့အတွက်တချို့သောဒီရဲဘော်တွေရဲမေတွေဆိုရယ်ပေါ့နော်ခါတလေမှာအဲ့ဒီညောင်ကြီးမှာလို့တွဲလောင်းကြပြီးရမ်းခါပြီးအဲ့လို6ခံရတာမျိုးတွေကြုံခဲ့ကြတယ်ပေါ့နော်ပြောရင်ကျန်သိမ်းနေတာအဲ့ဖြစ်တယ်အဲ့လိုနဲ့သူတို့ရဲ့ဒီတန်းလျားတွေဘက်မှာလည်းဒီလိုသတင်းတွေကြားတယ်သူတို့နာမှာလည်းအဲ့ဒီညောင်မင်းမှာလည်းအဲ့လို6လန့်တွေကြားရတယ်ဆိုတဲ့အချိန်မှာသူကတော့ကလေးဆိုတော့ဒါမျိုးတွေလည်းတေချာနားမလည်ဘူးပေါ့နော်ဒါပေမဲ့တရက်မှာအဲ့ဒီရဲဘော်တန်းလျားတဲ့ရဲမေတယောက်ကဒီတက်နဲ့နည်းနည်းလေးခက်လန့်သွားတဲ့နေရာမှာရှိုးလိုမျိုးရှိတယ်ပေါ့နော်အဲ့ဒီရှိုးကိုသွားပြီးတော့သူကတီးပင်စားပင်တွေသွားခူးတယ်တီးနံတွေရှိတယ်အဲ့ဒီနားမှာဘာကြောင့်အသီးနှံတွေပေါ်နေရတာလဲဆိုတော့အရင်တုန်းကအဲ့ဒီအသီးနှံတွေရှိတဲ့နေရာမှာရွာတရွာရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ဟိုးရင်ချိန်တွေတုန်းကအဲ့ဒီဘက်ချမ်းတွေဖြစ်တဲ့အတွက်ဒီဝမ်းယောဂါတို့ကြောက်ယောဂါတို့ကို
ကုသမဲ့ဈေးလည်းမရှိဘူးကာဝယ်ရမဲ့ဒီလန်းလေးလည်းမသိတဲ့အခါကျတော့တရွာလုံးကြီးပါအဲ့ဒီကက်ယောဂါနဲ့ပဲလူမြောက်များတေကြတာပေါ့တေကြတော့ဘလို့မှဟိုဆက်ပြီးတော့အစင်မပြေတော့လို့ရွာလုံးကျွတ်ကြီးပြောင်းပြေးပြီးတော့ဒီရွာကြီးကိုဒီတိုင်းပစ်ထားပြီးတော့ရွာပဲကြီးတစ်ခုရှိတယ်ပေါ့နော်ဆိုတော့သူတို့ထားခဲ့တီးမဲ့စားမဲ့ညအချိန်ကာလကြာတဲ့ခါမှာကျတော့ဟိုတဘာဝပေါက်ပင်တွေလိုဖြစ်ပြီးတော့တီးကျင်တိုင်းတီးများကျင်တိုင်းများပေါ်ကျင်တိုင်းပေါ်နေတာပေါ့ဘယ်သူမှလည်းခုစွတ်မဲ့လူတွေလည်းမရှိတော့တာအဲ့လိုနဲ့အဲ့ဒီရဲမေးအဲ့မှာအတီးညံနေပေါ်ရဲဆိုတော့တိထားတာဖြစ်တဲ့အတွက် तू ကတွားခူးပြီးတော့အိမ်မှာသုံးဖို့ထင်းနေလေလိုရမယ်ရဆိုပြီးတော့ तू ကအတီးညံနေခူးရုံနဲ့မကပဲနဲ့အဲ့ဒီမြေပုံတစ်ခုမှစိုက်ထားတဲ့ဝတ်ချွန်လေးအများကြီးရှိတယ်ဝက်ကတ်လိုမျိုးပေါ့နော်ခုနကဆိုတော့အဲ့လိုပတ်လေးစိုက်ထားတယ်ဝါးတွေကိုလည်းဆွဲနှုတ်ပြီးတော့နောက်ဆုံးမြေပုံတက်တက်မှစိုက်ထားတယ်ဝါးဟုတ်ပါ तू ဆွဲနှုတ်လာအဲ့ဒီလိုနေရာဝါးတွေဘာကြောင့်စိုက်ထားရလဲဆိုတော့နောက်မှပြောပြဘူးသူအဲ့ဝါးတွေကိုဆွဲနှုတ်လာပြီးတော့သူအဲ့ကိုယူလာပြီးတော့နောက်ရက်မှာအဲ့ဒီရဲမေးကအဲ့ဒီမှာအပူကက်ခံအောင်ဒီကပူကက်လို့တောင်းညံတော့ဟာနောက်ဆုံးကျတော့တက်ထရလူလည်းဘလို့မှလည်းလုံးလို့မရတဲ့ခါကျတော့ဒီအနီးနားမှာရှိတဲ့ဒီရှမ်းဖိုးကြီးတယောက်ပေါ့နော်ရှမ်းဆရာကြီးပေါ့အဲ့လိုပဲပြောတယ်အဲ့လိုဖိုးကြီးတယောက်ခေါ်ပြီးတော့ဒီတရေနေရတာပေါ့နောက်တော့မှသိရတာအဲ့ဒီရဲမေးကဝက်ကတ်တွေဆွဲနှုတ်လာတဲ့မြေပုံကအဲ့လိုမျိုးအဲ့ဒီရွာပြကြီးထဲမှာရှိတဲ့အရာလည်းဖြစ်ပြီးတော့ဒီအစိမ့်တွေတည်ထားတဲ့မြေပုံတွေဖို့လို့ဝါးတွေလည်းစိုက်ပြီးတော့သူတို့အယူဆိုင်ရအဲ့လိုဝါးတားပြီးတော့ကာထားတာပေါ့နော်စီးတဲ့ပေါင်နဲ့လှုပ်ထားတဲ့အရာမျိုးသူသွားပြီးတော့ဖြတ်လာပြီးအဲ့ဝါးတွေယူလာတဲ့ခါကျတော့သူဥကက်ခံအဲ့လိုမျိုးဝိုးဝါးတွေဖြစ်လာအဲ့ဒီလိုမျိုးဖြစ်ပျက်တွေဖြစ်ပြီးရဲ့အချိန်မှာပေါ့နော်တရက်မှာသူတို့ရဲ့တက်မှာကဒီတက်တွေဆိုတော့ဒီကြက်ချံတွေရှိတယ်အဲ့ဒီကြက်ချံတွေကသူ့ရဲ့အဖေသူ့အမေဒီရဲ့ဒီရှယ်ယာဝေစုလည်းပါတာဖြစ်တဲ့အတွက်အဲ့ဒီကြက်ချံကြီးမှာညာဖက်ဆိုတယ်ချက်တွေကစုံညာပွက်လို့ရိုက်ပါတဲ့ပုံမှန်ဆိုကြက်ဆိုတာချက်တွေညာဖက်ဆိုအိတ်တန်းတက်ကြတယ်ဒါပေမဲ့အဲ့ချက်ချံကြီးမှာညာဖက်ဆိုအဲ့လိုတကောင်တနွေးရောအော်ဟိုချက်တွေဟိုပြန်တီးပြန်ဖလားဖလားတောင်းညာအော်တော်ဟစ်ပြီးတော့အဲ့လိုမျိုးတွေဖြစ်တဲ့အခါလဲကြားလိုက်တာမိုးလေးချက်တွေကအဲ့လိုမျိုးလေဘင်းတွေမှာဖြက်ရာတွေနဲ့တိမ်လို့ဒီလဲလိန်တွေကျိုးပြီးတိမ်လို့ဒီတချို့ချက်တွေကိုကိုလည်းအင်္ဂါတွေမစုံတော့ဦးတွေကလီစာတွေထွက်ကြအဲ့လိုတွေဖြစ်တော့တောကောင်တွေမြေခွေးတို့ပါလို့ပေါ့နော်တောကောင်တွေဘာတွေများတက်ပြီးဝင်ဆွဲသလားပေါ့အဲ့လိုနဲ့ပထမလောက်ကတော့တာမန်လို့ဆိုပြီးအဲ့လိုပုံမှန်အဲ့ချက်ချင်မှာဒီလိုဖြစ်တယ်စိတ်ဖြစ်လာတဲ့ခါကျတော့အဲ့ဒီအမရဲ့ဒီအမေကအဲ့ဒီချိန်တော့အဲ့လိုအရန်ဖျားတရားလောက်တာပေါ့နော်အဲ့ဒီအမေဖြစ်တဲ့ကငငယ်နဲ့ဖျားတရားအရန်လောက်လာတယ်ဒီတက်ရွယ်ကြီးလည်းဖျားတရားဆွဆွမြဲလောက်တော့သူကနည်းနည်းပါးကိုပြောတယ်တမာရီလေးရှိအောင်နော်အဲ့လိုလို့ဆိုတခြားပတိတွေပါစိတ်အထမ်းတွေပါလေရှုပ်ပြီးတော့အာယုံပြုတ်ပြီးတော့အကြက်ချံအာယုံပြုတ်ပြီးတော့အဲ့လိုမျိုးပထမ်းနဲ့စီးချတာပေါ့နော်အဲ့လိုအပြင်မှာသွားပြီးစီးချတာမလုပ်ဘဲနဲ့ကိုယ့်ရဲ့အာယုံထဲမှာပဲအိတ်ခန့်လေးမှာပထမ်းလေးရုပ်ပြီးတော့အဲ့ဒီချက်ချံအာယုံပြုတ်ပြီးတော့ဒီချက်ချံရှိတဲ့မြေရဲ့ထောက်၄တောင်ပေါ့နော်အာယုံနဲ့အဲ့လိုစီးလန်းချပြီးတော့ပထမ်းစီးချလိုက်တာသူအဲ့ဒီလိုလုပ်တဲ့ညမှာအိမ်မက်ထဲမှာလေအဲ့ဒီအမေဖြစ်တဲ့သူပြန်ပြောပြတာပေါ့ခက်လန်းမှာရှိတဲ့ဒီတရုတ်သင်္ချိုင်းမြေဟောင်းရှိတဲ့ခက်လန်းကမြေပုံတစ်ခုအုတ်ခုတစ်ခုကြီးကညားပါလေကြားလိုက်ကြတော့ပွင့်လာပြီးအဲ့ဒီတည်းကမဲကောင်ကြီးကထွက်လာပြီးအဲ့လိုကြက်ချံပေါ့ဘုံပြေးသွားပြီးတော့ကြက်ချံလေးကိုဝင်ပြီးတော့စားမလို့လုပ်တဲ့အချိန်မှာအဲ့ဒီသူ့အမေကဒီပထန်းစည်းတွေချတာအဲ့ဒီကောင်ဝင်လို့မရအဲ့လိုဝင်လို့မရပဲအဲ့ဒီအကောင်ကြီးအဲ့ဒီအိမ်မက်ထဲမှာပဲသူ့အမေကိုလို့လှည့်ကြည့်ပြီးတော့ဒေါသတကြီးနေပေါ့နော်လုံးဝသူ့အမေစီကိုအဲ့လိုဒုက္ခပေးဖို့လာတာပေါ့အဲ့လိုသူ့အမေလန့်လို့လာသူ့အမေကလုံးလို့မရတဲ့ခါကျတော့သူ့အဖေကိုလည်း6လန့်တော့ဒါပေမဲ့သူ့အဖေကလည်းဒီတက်ထဲကဒီယာရှိဖြစ်တဲ့ဟိုတိတ်ပြီးတော့ကြောက်လည်းမရှိတဲ့ခါလည်းကြားလဲကြောက်ဒီကလေးတွေဖြစ်တဲ့သူတို့ညီမတွေကို6လန့်တာပေါ့အဲ့လိုမျိုးတည်အဲ့လိုဖြစ်တွေလည်းဖြစ်လာအောင်သူ့အမေကလည်းဟာဒီလိုယာတွေနဲ့မပတ်သက်ချင်ဘူးတည်ရမှာကလေးတွေလည်းရှိတဲ့ခါကျတော့နောက်ရက်တွေကျတော့စီးမချတော့ပဲနဲ့မလုတော့ဘူးပေါ့နော်မလုတဲ့ခါကျတော့အဲ့ကြက်ချင်မှာဒီဖြစ်တယ်ထပ်ဖြစ်သွားအဲ့လိုနဲ့ဒီနေရာကြီးကအဲ့လိုမျိုးတောတဲ့တောင်ထဲမှာဖြစ်ပြီးရောဖြစ်ချင်တိုင်းပြီး6ချင်တိုင်း6ပြီးတော့အဲ့လိုမျိုးစိမ့်တည်တွေလည်းပိုးပတ်ဆက်ပေါ်နေတဲ့နေရာမျိုးကြီးဆိုတော့ဆက်ပြီးမနေကျင်တော့တဲ့အခါကျတော့ဒီလိုမျိုးတက်ပြောင်းရွှေ့ဖို့စာတဲပြီးတော့သူတို့မွန်ပြည်နယ်ဘက်ကိုပြောင်းလာတယ်ပေါ့
မုံမီနယ်ဘက်ကအိမ်တဲ့ဟိုလိုမျိုးဒီဝယ်လိုက်ပြီးတော့အဲ့ဒီမှာပဲဒီအပြင်အနေနဲ့တက်ထဲမှာမနေပဲနဲ့အပြင်မှာပဲနေမယ်ဆိုပြီးအဲ့ဒီမုံမီနယ်ဘက်မှာရှိအိမ်တွေဝယ်လိုက်ပြီးတော့ရာတော့အဆင်ပြေသွားပြီလို့ထင်တဲ့ချိန်မှာအဲ့ဒီထောက်ဝယ်လိုက်တဲ့အိမ်မှာလဲ6လထက်ကြုံသွားပြီအဲ့ဒီမှာကျတော့ဘယ်လိုမျိုးလဲဆိုတော့သူ့ရဲ့အမအကြီးဆုံးကကြတော့အဲ့ဒီချိန်မှာနည်းနည်းအပြိုပေါ်ဝင်စားဖြစ်နေပေါ့နော်အမအကြီးဆုံးကနည်းနည်းလေးအပြိုပေါ်ဝင်စားဖြစ်နေဆိုတော့ဟိုသူတို့လိုမျိုးကလေးတွေအမေတို့နဲ့တူတူကြီးအဲ့လိုအိပ်ရတယ်မအိပ်ချင်တော့ပဲနဲ့အမအကြီးဆုံးဖြစ်တဲ့သူကဒီအိမ်ရှိဧကန်လေးမှာညဘက်ကျတော့ထွက်အိပ်တယ်ထွက်အိပ်တော့သူတို့ကအပေါ်တက်မှနေတာညဘက်ဆိုအောက်ထပ်မှာဘယ်သူမှမရှိတော့အကုန်လုံးတမိသားစုလုံးအပေါ်တက်တက်အိပ်တာဆိုတော့သူ့အမကြီးကအဲ့လိုမျိုးအိပ်နေတဲ့အချိန်မှာသူကြားနေရတယ်တဲ့အဲ့ဒီအတက်ဆင်းလှေကမှလို့ခြေတော့ခြေတံပေါ့နော်အောက်ထောက်ဆင်းသွားပါပေခဏနေပြန်တက်လာပြန်တက်အဲ့လိုကြီးတော့ဒါနဲ့တော့ပထမတော့အော်သူ့အမေတွေပါလေပေါ်ပါညာရင်ညတာသွားတယ်ထင်တာဒါပေမဲ့အဲ့ခြေတယ်တညာလုံးနှီးပါကြီးလို့အဲ့လိုတက်လိုက်ဆင်းလိုက်လုံနေနေသူကလည်းအဲ့ဒါကြီးကြားတော့ကြောက်ပြီးတော့ဆောင်းလေးကိုခေါင်းဝှခြုံလဲခြုံပြီးအိတ်လဲအောင်အဲ့ဒီခြေတယ်လေကားတော့မဟုတ်တော့ဘူးသူ့ဘေးနာကိုရောက်လာပြီးသူ့ကိုအဲ့လိုမျိုးထောက်ချောက်ပတ်နေတာလေအဲ့လိုမျိုးသူတညာလုံးသူ့ဘေးမှာပတ်အဲ့ဒါသူကလည်းကြောက်ပြီးတော့သူ့ဆောင်းလေးကနေပြီးတော့သူ့မကြီးအဲ့လိုမျိုးအတန်တော်မထွက်ရင်တုံနေတာပေါ့အဲ့ဒီမှာသူ့အမေကကန်ကောင်းနေတော့နိုးလာပြီးတော့ဟဲ့ကြီးမကြီးနေအထဲမှာမိတ်လာဘာညာလာပြီးတော့သူကပြန်မပြောရင်ဘာလို့ခြေတိုင်းကြီးကကြားတယ်သူ့ဘေးနာလေးတွေကြားနေသူ့ဘေးနာမှာအဲ့လိုလာလန်းရှောင်းနေတာပြောရတယ်အဲ့လိုနဲ့သူ့အမေကဟဲ့ကြီးမကြီးဘာညာဆိုတော့အပြင်ထွက်လာဖြောင်းတဲ့လေးမိကျစ်လေးနဲ့အဲ့လိုမျိုးထွက်လာတော့မှအဲ့ဒီခြေတယ်ပျောက်သွားပြီလေသူကလည်းသူ့ဘေးနာရောက်လာတော့မှဆောင်းကြီးကိုခြုံချိုးနေတယ်မေးပါနဲ့တောက်တယ်ဘာညာဆိုပြီးအဲ့လိုအခန်းထဲဝင်အိမ်နဲ့အဲ့ဒီသူတို့တော်မိသားစုကကြက်အိမ်ခဲ့တာပေါ့နော်အဲ့ဒီလိုဖြစ်ပြအဲ့ဒီမွန်ပြည်နယ်ရဲ့အိမ်တွေမှာထပ်ဖြစ်တော့နောက်ပိုင်းကျတော့သူတို့တွေကအဲ့လိုမျိုးသူ့မိရလည်းဖျားတားတွေပါလေလို့အိမ်ကိုကြွားတဲ့ဆရာတော်ကိုလည်းဆရာတော်သူတို့ကိုးဝဲတဲ့ဆရာတော်လည်းအကျိုးကြောင့်ရှောက်လိုက်တော့ဘုန်းကြီးကအဲ့လိုမျိုးအိမ်ကဆန်နေပဲကင်ပြီးတော့အဲ့လိုပေါ့နော်ပေပထန်နေတဲ့ဆန်မန်းပြီးတော့အိမ်ခြံထဲတွေရောအိမ်ထဲတွေဆန်မန်းနေနဲ့ကျဲသွားပြီးနောက်ပိုင်းမှာတော့အဲ့လိုမျိုး6လမ်းတွေမကြားတော့ဘူးနော်အဲ့လိုနဲ့အဲ့ဒီအိမ်မှာဟိုသူတို့တွေတော်တော်ကြာနေခဲ့ပြီးတော့နောက်ပိုင်းတော့သူတို့ပြောင်းလာတယ်ပေါ့ဒါပေမဲ့ရန်ကုန်သူတို့နောက်တစ်ခေါက်ပြောင်းလာအချိန်မှာတော့ဒီသူတို့အဲ့ဒီအိမ်မှာတော့သူတို့မရှိတဲ့နောက်ပိုင်းမှာလည်းဒီနောက်လူတွေနေတဲ့အခါမှာလည်းတခါတလေလို့6လမ်းတွေကျုံသွားသေးတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ဟိုအဲ့ဒီဖြစ်ပျက်တွေကသူ့ဘဝမှာတကယ်ဖြစ်ခဲ့တာအခုကျွန်တော်ပြောပြရတဲ့အရာလေဟိုဘယ်လိုပြောမလဲစိတ်ဝင်စားဖို့လည်းကောင်းလို့လားအဲ့ဒီဘက်ကဖြစ်ပျက်တွေဆိုတော့မယုံလို့လည်းမရဘူးတဲ့အဲ့ဘက်တွေကဟိုဗုဒ္ဓဘာသာလည်းဟုတ်လို့ဗုဒ္ဓဘာသာမဟုတ်တာလည်းအများကြီးပဲတချို့ဒီနေရာတွေဆိုရင်ဒီတကူးတကဒီတရေမွေးထားတာမျိုးတွေအောက်လန်းနေပါတယ်လေရှိတဲ့ခါကြတော့ဆိုတော့ဒီဖြစ်ပျက်လေးကတော့ကျွန်တော်ကို Telegram ကနေပြီးတော့ပေးပို့ထားတဲ့ live share ပါတယောက်အမရဲ့ဇလန်လေးပါဆိုတော့အားလုံးပဲဒီအကြောင်းအရာလေးကိုနားထောင်ပြီးတော့ဟိုစိတ်ဝင်စားကြမယ်လို့သဘောကျကြမယ်လို့ပြောလိုက်တယ်ဗောနော်ဆိုတော့အခုနောက်ထပ်ဖြစ်ပျက်ကိုကျွန်တော်ထပ်ပြောပြအဲ့ဒါကတော့ကျွန်တော်အမေကြုံခဲ့တဲ့အမေရဲ့ငယ်ဘဝမှာတကယ်ကိုထူးထူးဆန်းဆန်းကြုံခဲ့တဲ့အရာကျွန်တော်ပြန်ပြောပြထားတာနော်ဒီဖြစ်ပျက်ကကျွန်တော်အမေကအဲ့တော့ကလေးလေးပဲရှိနေတယ်ကျွန်တော်အမေရဲ့အဖေကျွန်တော်တို့ရဲ့အဖိုးဖြစ်တဲ့သူကဒီရှမ်းပြည်နယ်ဘော်ဆိုင်ဘက်မှာဒီမိုင်းရင်းတာဝန်ခံအနေနဲ့ပေါ့နော်ဆိုရရဲ့ဝန်ထမ်းတာဝန်ခံအနေနဲ့အဲ့လိုမျိုးအဲ့ဒီဘက်ကိုရွှေ့ပြောင်းရတဲ့ခါကျတော့အမေတို့လည်းပါသွားတာပါကလေးတွေလည်းအဲ့လိုနဲ့သူတို့ပြောင်းသွားရတဲ့အဲ့ဒီသူအဖေပေါ့နော်ကျွန်တော်တို့ရဲ့ဖိုးပြောင်းသွားရတဲ့အိမ်ကြီးဒီမိုင်းရင်းတာဝန်ခံအရာရှိရဲ့အိမ်ဆိုအိမ်ကြီးကလည်းကြီးပဲပေးတာဆိုရပါတော့ပို့ပြီးတော့ဒူးစမ်းတာအဲ့ဒီအိမ်ကြီးရဲ့ဒီဘယ်လိုပြောမလဲမလှမ်းမကန့်ပေါ့အိမ်ပေါ်ဓာတ်ကနေကြည့်လှမ်းမြင်တော့မြင်ရတဲ့ရေကန်အကြီးရှိတယ်တဲ့အဲ့ဒီတော့အဲ့ဒီရေကန်ကြီးကိုလည်းဟိုလှတာပေါ့နော်တောင်တန်းတွေတောနေခြင်းစားအိမ်ရဲ့ဆက်ရပျော်ကြတာကလေးတွေဆိုလည်းအရန်ပျော်တယ်တဲ့အမေတို့ဆိုလည်းအဲ့ဒီဘက်မှာအော်စင်းစင်းဆိုအေးလေးနဲ့နားမှာရေကန်ကြီးကိုလမ်းမြင်အရန်လှအဲ့ဒီမှာအဖိုးကသူကအမြဲတမ်းဒီတာဝန်နေနဲ့ဒီမိုင်းတွေမှာအလုံးရှုံနေတဲ့အခါကျတော့ဒီကလေးတွေမိသားစုတွေကိုဂရုစိုက်နိုင်အောင်ဝိုင်းပြီးကူညီပြီးပေးနိုင်အိမ်မှာလည်းအဆောင်နေနဲ့အပေါ်နဲ့နေနိုင်အောင်ဆိုပြီးတော့အဲ့ဒီကဒေတာကန်အမျိုးသမီးတစ်ယောက်ကိုဒီအိမ်အကူအနေနဲ့အဲ့တော့ငှားလိုက်တယ်ပေါ့နော်
အလုတ်ခန့်လိုက်တယ်ပေါ့အဲ့ဒီအိမ်ကူမျိုးသမီးကတဲ့ဒီအမေကအဲ့တော့ကလေးလေးဆိုတော့အဲ့ဒီအမကြီးကိုခင်တာပေါ့နော်ချစ်တာပါအဲ့လိုပြောအဲ့ဒီမျိုးသမီးကစားရောက်ခါတာတော့အကုန်အကောင်ဘာမှထူးထူးဆန်းဆန်းလည်းမရှိဘူးဒါပေမဲ့တညအဲ့ဒီညရောက်လာတညမှာအဲ့ဒီအမျိုးသမီးကြီးအမေတို့ကလေးတွေနားမှာသူအမြဲတမ်းအိတ်တာညာတိုင်းဒါပေမဲ့တညမှာအမေကသူနိုးလာတော့ကြည့်လိုက်တော့အဲ့ဒီမျိုးသမီးကမရှိတော့အမေက तू ကချစ်တဲ့तू ကချစ်တော့ရန်သူနဲ့ရင်းနှီးဆုံးပေါ့အဲ့ဒီမျိုးသမီးဆိုတော့နိုးလာတဲ့အချိန်မှာအဲ့ဒီမျိုးသမီးကမရှိလို့သူကထပြီးတော့ဘယ်များရောက်တာလဲဆိုပြီးရှာလိုက်တော့အဲ့ဒီမျိုးသမီးကထူးထူးဆန်းဆန်းအဲ့ဒီအိမ်ပေါ်တဲ့ဝရန်တာကြီးမှာမတ်တက်ကြီးရဲ့အဲ့ရေကန်ကြီးဘက်ကိုချီပြီးတော့တွေ့ကြီးရဲ့အမေအခန်းပေါင်းကနေအဲ့လိုလေးချောင်းချီပြီးတော့ကြောက်တာဗောကလေးဆိုအဲ့လိုမြင်တော့ဘာမှမသိတော့အဲ့အိတ်ရတဲ့ပြန်လို့အိတ်နေလိုက်အဲ့လိုဟာနေပြီးတော့ထူးဆန်းလာတာကအဲ့ဒီမျိုးသမီးကနောက်ပိုင်းနေလဲကြာလိုက်တာအမေကိုလိုမျိုးနှစ်ယောက်တည်းကြာပြောပြတယ်ငါပေါ့နော်မကြခင်ငါချစ်သူနောက်ကိုလိုက်သွားတော့ပါငါ့ကိုလာခေါ်နေပြီအဲ့လိုတွေပြောပြအဲ့တော့အမေကကလေးဆိုနားမလဲဘူးသူဘာတွေပြောနေရတယ်လည်းမသိခဲ့ဘူးမသိခဲ့ပဲနဲ့တရက်မှာအဲ့ဒီမျိုးသူကအမေကိုထူးထူးဆန်းဆန်းငါတဲ့ဝတ်ထားတာလှလာတဲ့ဒီနေ့ပြင်ထားတာဘလို့နေလဲတဲ့ကြည်ပေးအောင်ဆိုပြီးတော့အင်ကြီးအနီးရောင်ကြီးနဲ့ထမိန်နဲ့အဲ့လိုမျိုးပေါ့နော်အလှတွေပြင်တာပန်းတွေလည်းပန်းထားပြီးတော့ထူးထူးဆန်းဆန်းနေမင်းကလည်းလှတယ်ပေါ့ကလေးဆိုအာရန်လှတယ်မာကြီးဘာညာပေါ့အဲ့လိုနဲ့အဲ့ဒီညာလေကြာအဲ့ဒီမျိုးပဲအဲ့လိုပဲညားပဲကြည့်ပဲကြာအဲ့ဒီဝရဏကြီးမှာအဲ့ဒီရေကန်ကြီးဘက်ကိုမြင်ရတဲ့ဝရဏကြီးမှာတချင်းနေပြီးကာနေတာအဲ့ရစင်တော့အမြင်ဝင်မြင်ကြည့်လိုက်ညားပဲကြည့်လုံးဝတကောင်းတလွှဲကြီးမှာအလှတွေပြင်တာပန်းနေတယ်မြန်မာဝတ်ဆောင်လို့ပေါ့နော်အဲ့လိုမီမီရဲရဲနေဝရဏကသူကတချင်းနေကြီးပြီးတော့အဲ့လိုကြီးကနေအမေကအဲ့တော့ချောင်းကြည့်တာပေါ့နော်သူအဲ့လိုပဒေကကားလေးဟာလက်ကြိတ်တော့သူချိန်နေတဲ့အချိန်မှာအဲ့ဒီမျိုးအဲ့လိုကနေနေအဲ့လိုရက်ပြီးတော့အမေကိုအဲ့လိုလှည့်ကြည့်တာဒါဆိုနောက်ပြုတ်လှည့်ကြအမေကလှည့်ရပြီဒါပေမဲ့အဲ့ဒီမျိုးကညာကြရင်လားအဲ့လိုမျိုးမိုးနေသူမဟုတ်တော့တဲ့ဒါပေမဲ့အိမ်မှာလုံးစရာရှိရလုံးတဲ့ကလေးတွေကိုပြင်ဆင်ပြီးထမင်းကျွေးချင်းချက်ပါအကုန်အဲ့လိုနဲ့သူကအမေဘာပြောပြဘူးလဲဆိုညဆိုရင်တဲ့ငါနားတယ်မှာတဲ့ကြားရတယ်တဲ့ငါ့ကိုရေကန်နားနေပြီးတော့အဲ့လိုပေါ့နော်မင်းကြီးမင်းသားဝတ်စုံတယ်တဲ့နန်းတွင်ဝတ်စုံတော့သူပြောနေတာအဲ့လိုမင်းကြီးမင်းသားဝတ်စုံတယ်တဲ့အရန်ချောတဲ့ယောက်ျားတဲ့အရန်ချောတဲ့အမျိုးသားပေါ့နော်သူပြောနေတာတကယ်ကိုတော်ဖြောင်းပြီးတော့ချောတဲ့ယောက်ျားတယောက်ကအမေနဲ့အဲ့ဒီရေကန်အဆက်ကြီးမှာမတက်ရက်ပြီးတော့သူ့ကိုလှမ်းချပြီးတော့ဒီတိုင်းလေးပဲပြောနေတယ်သူ့နားမှာလာကပ်ပြီးပြောလို့ तू ကအကုန်ပြန်ကြားနေတာဟိုလိုကြေးကြဘာပြောတာလဲဆိုတော့သူ့လာခဲ့တော့ဒီလောက်ဆိုတော်ရောပေါ့ပြန်လာခဲ့တော့အရန်လွမ်းနေပြီတူတူပြန်နေကြရအောင်ငါချာကြီးဆောင်ပြီးပြီငါစီပြန်လာခဲ့တော့အဲ့လိုလမ်းခေါ်နေရတယ်သူကလည်းအဖြည်းဖြည်းနေတဲ့အဲ့ဒီအိမ်ကူမျိုးသမီးကငါမမေ့ဘူးပြောဘောနော်ငါထပ်ပြီးရမနေချင်တော့ဘူးလေငါသူ့ကိုလည်းအရင်ဆွဲလန်းနေပေါ့နော်သူခေါ်တဲ့နောက်ငါလိုက်သွားတော့မယ်ဆိုပြီးတော့အမေကိုပြောအမေကအဲ့တော့ငါလည်းဘာမှနားမလဲလေယူကလေးဆိုတော့သူဘာပြောမှမသိပဲနော်သူကပြောချင်တာပြောဆိုထားလိုက်တာတမနဲ့မိုးလင်းတော့အဲ့ဒီမျိုးသမီးကပုံမှန်လုပ်နေကြအလုပ်တွေလုပ်နေတယ်မတွေ့ရအောင်အိမ်ထဲမှာလိုက်ချတော့လည်းမရှိဘူးခြံထဲဆင်းကြည့်တော့လည်းမရှိဘူးပျောက်နေအောင်အဲ့လိုနဲ့ညနေလောက်ရောက်တဲ့ဒီပြန်မတွေ့တော့ဘယ်များရောက်သွားပြီလဲဆိုပြီးတော့အဖိုးတို့ရောအမေတို့ရောအဲ့လိုသူဝန်ထမ်းတွေပေါ့အဖိုးရဲ့တပည့်တွေပါရောလိုက်ရှာကြတော့
အဲ့ဒီရေကန်ရဲ့အဆက်မှာအဲ့ဒီမျိုးသူများဖက်နဲ့လေးရအဲ့တိုင်းနေဟာမအကုန်လုံးမျက်စိမျက်နှာတွေပြတ်ကုန်ပြီးတော့လူကြီးတွေကဟာဒုက္ခပါပဲဆိုပြီးတော့ရေထဲတွေပါတယ်ရေကန်ပက်လေလက်ရှာတော့အဲ့ဒီရေကန်တဲမှာမောက်ခုသေးနေလုံးဝသူကအဲ့ဒီပုံစံပဲအလှတွေပြင်ထားပြီးတော့ဝတ်စုံအသစ်တွေနဲ့လုံးဝပန်းနေမောက်ခုသေးနေတော့အော်လို့လူကြီးပြတော့ဟာဆိုတော့ပြင်းရရှိရဘိုင်းနာဆိုအမေတို့ကလည်းလူများမရှိတော့ဆိုတော့အမေတို့ကကြောက်တာဗောညားဘက်ကြတော့ဒါတရေ6မှာလား6မှာကြောက်တာဗောဒါပေမဲ့အမေကတော့ကလေးဆိုတော့အဲ့လိုမျိုးဝဒနာတွေပါတွေထွက်ကြည့်တာညာဘက်ထွက်တာမျိုးတော့မလုပ်ပြင်မဲ့အမေကိုအဲ့တော့တဲ့အဖိုးကပြန်မပြောပြပြင်မဲ့ကြီးလာတော့မှအဖိုးကအဲ့တော့ဘာပြန်ပြောပြလဲဆိုတော့အဲ့ဒီအမျိုးသမီးရာတဲ့အဲ့ဒီရေခိုင်မှာတေသွားပြီးတဲ့နောက်ပိုင်းမှာအဖိုးကအဲ့လိုညာဘက်တွေပါတယ်ကြာဝဒနာထွက်ပြီးတော့အဲ့လိုရင်နှွေးကြလေးနဲ့ဆေးပင်းလိတ်လေးနဲ့အဲ့လိုမျိုးတောက်ပြီးတော့တစ်ခါလေးလင်းချင်းခံတဲ့ချိန်ကြတယ်ညဘက်တွေအဲ့ဒီအမျိုးသမီးနဲ့ယောက်ျားတစ်ယောက်နဲ့အဲ့ဒီရေကန်ကြီးမှာရေကန်အဆက်ကြီးပါလို့မတက်ကြီးရက်ပြီးတော့သူတို့အိမ်အဲ့လိုစိမ့်လန်းကြည့်ညာလို့တစ်ခါလေးမြင်ရတယ်တဲ့ဘိုးကဒါပေမဲ့ဘိုးကတော့တိတ်မကြောက်တော့မမြင်ကြဝဲဆောင်လိုက်တယ်ဘုံတိကြောင်ဆောင်ပြီးအိမ်နဲ့ပြန်ဝင်လာလိုက်တယ်ပေါ့နော်ဟိုအိမ်ပေါ်မှာလာ6လန့်တာမျိုးမဟုတ်ဘူးအဲ့လိုမျိုးမြင်ရတယ်ပေါ့ဒါပေမဲ့အဲ့တော့ကလေးတွေတော့ပြန်မပြောပြခဲ့ဘူးပေါ့ဆိုတော့အဲ့ဒီဖြစ်ပျက်ကကျွန်တော်ရဲ့မိတာရှမ်းပြည်နယ်ဒီပေါ်ဆိုင်ဘက်မှာကြုံခဲ့တဲ့ထူးထူးဆန်းဆန်းဖြစ်ပျက်ပေါ့နော်ကျွန်တော်တင်လာတော့နာနာဘာဝတွေရပဲလူစားလဲခြင်းလိုပဲခေါ်တာလားဒါမှမဟုတ်ဟိုသူကပဲဒီတိုက်ဆက်တို့ဥစ္စာဆောင်တို့ဘာလို့ရဲ့ဟိုဖျားရောက်တာပဲခံရတာလားမပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ထူးဆန်းတာတော့တော်တော်ထူးဆန်းတယ်တေချာတာကတော့မကျွတ်မလို့တဲ့ဘဝကိုရောက်သွားပါတော့ရေကန်ထဲမှာရင်းနေတဲ့အစိမ့်တွေတေးပြီးတော့အဲ့ဒီရေကန်ကြီးမှာမကျွတ်မလို့တဲ့ဘဝကြီးရောက်သွားတော့အချောင်းလန့်နေရတော့နောက်ပိုင်းဒီမှာလည်းရှင်းမှာပေါ့နော်ဒီအိမ်ပေါ်တော့ဒီပရဝံအိမ်ပရဝံအတွင်းမှာတော့6လန့်တာမျိုးရှိပေမဲ့အဲ့ရေကန်ကြီးနားမှာတော့အဲ့မိန်းမကြီးကညဘက်တချို့ညတွေမှာအဲ့လိုမတ်တက်ကြီးရညမျိုးမြင်ရတော့ဆိုဟိုနေရာအစ်လေးကိုပြောင်းပြီးတော့ကျွန်တော်လည်း setup တွေအကုန်လုံးလည်းမပြင်ဆင်ရသေးတဲ့အချိန်မှာဟိုဗီဒီယိုမတင်ပေးပြတာကြာရင်လည်းအားနာလို့ပေါ့နော်ဆိုတော့ဒီအကြောင်းအရာလေးတွေကိုကျွန်တော်ပြောပြပြတာမှာလိုအပ်ချက်တွေရှိရင်အားနည်းချက်တွေရှိရင်လည်းအားလုံးနားလည်ပေးကြပါမကြခင်မှာအသစ်တွေအများနဲ့တင်ပေးမှာပါဆိုတော့အဲ့ဒီဗီဒီယိုတွေမှာအားလုံးနဲ့ပြန်တွေးကြမယ်အားလုံးပဲကျွန်တော်ဆက်ပြီးတော့အားပေးကြပါအောင်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်တယ်ဆိုရင်နှစ်သက်တယ်ဆိုရင် like တွေ share တွေ subscribe တွေလည်းလုပ်ပေးကြပါအောင်အားလုံးရဲ့ like လေးတစ်ချက်နှိပ် subscribe လေးတစ်ချက်နှိပ်တာကျွန်တော်တို့တော့အများကြီးခွန်အားဖြစ်စေပြီကျွန်တော်ရှေ့ချောင်းလုပ်ဖို့အတွက်လည်းကျွန်တော်တကယ်ဟုတ်ပေါ့နော်မျှော်လင့်ချက်လေးတစ်ခုဆိုအားလုံးနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် The Night Shift Channel ပါအားလုံးပဲတရေ6တဲ့ညမဖြစ်ကြပါနဲ့